အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့အထက်တန်းရှိနေတော့ EPU နှင်းမှဖြစ်ပါတယ်မိကွန်းလေးတစ်ခုမေးမြန်းထားတာပါအိမ်အောင်ရှိအမျိုးသားနဲ့အပြိုတဲ့ပတ်သက်မိပြီးကလေးရသွားတယ်တဲ့တာဝန်မယူလို့အဲ့ဒါအပြိုကပဲတာဝန်ယူထားရတယ်အဲ့အိမ်အောင်ရှိအမျိုးသားကိုတရားစွဲလို့ရလားဆရာမဖြေပေးပါအောင်တဲ့ဒီမိကွန်းလေးဖြေချပေးရမယ်ဆိုလို့ရှိရင်အိမ်အောင်ရှိအမျိုးသားနဲ့အပြိုနဲ့ပတ်သက်တဲ့အခါမှာအဲ့ဒီအိမ်အောင်ရှိအမျိုးသားပေါ့နော်သူကိုယ်တိုင်ကဒီအိမ်အောင်ရှိပါတယ်လို့ပြောပြီးတော့ပတ်သက်ကြတယ်ခလေးရသွားတယ်ဒါမျိုးဆိုလို့ရှိရင်เนาะအပြိုဘက်ကနေပြီးတော့ဒီအမျိုးသားကိုအေးအေးယူလို့ရမှာမဟုတ်ဘူးကိုယ်တိုင်ကအိမ်အောင်ရှိပါတယ်လဲဖွင့်ပြောထားတယ်ယူပါမယ်လို့လည်းဒီဂရီပေးပြောဆိုထားခြင်းမရှိဘူးပေါ့နော်ဒါမျိုးဆိုလို့ရှိရင်အပြိုဘက်ကနေအေးအေးယူလို့ရမှာမဟုတ်ဘူးဒါပေမဲ့ခလေးရသွားတဲ့တက်ခလေးစရိတ်ကတော့တောင်းခွင့်ရှိတယ်ခလေးရဲ့ဒီပေါ့နော်ရပိုင်ခွင့်ကတော့မဆုံးရှုံးဘူးဒါပေမဲ့အဲ့ဒီအိမ်အောင်ရှိအမျိုးသားကသူ့ကိုယ်သူလူပြိုတယောက်ပါလူလွတ်တယောက်ပါဒါမျိုးပြောထားပြီးတော့အဲ့ဒီအပြိုမင်းကလေးကိုပေါ့နော်ဒီလက်ထပ်ပါမယ်ယူပါမယ်အဲ့လိုမျိုးဂရီပေးပြောဆိုပြီးတော့မှကိုနဲ့လာပြီးတော့ပေါင်းသင်းတယ်ပြီးတဲ့အခါမှာတာဝန်မျိုးဘူးရှောင်ထွက်သွားတယ်ဒါမျိုးဆိုလို့ရှိရင်เนาะလိန်လည်မှုနဲ့အေးအေးယူလို့ရတာဖြစ်တယ်ရခဲ့တဲ့ကလေးပေါ့နော်ကလေးအတွက်ကတော့ကလေးရဲ့အခွင့်အရေးကဆုံးရှုံးမှာမဟုတ်ပါဘူးလို့ဖြေကြားပေးလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်